ဒီဘဝဒီမြလန်းခွေကြမေတို့နောက်တစ်ခါပြန်မဆောင်တို့ကြိုးတော်ပြီးပါမေအဝေးဆုံးဝေးတဲ့ကဘာတို့အခုသွားမှာပါတနာမဲ့သမားရဲ့အတော်ချစ်ကိုမင်းလေးတနေ့တို့နားလေးသွားမှာပါကနေရာကိုဝေးပြဖူးကြမေပန်းကလေးတွေကြွေတော့ကြည်ရင်ရထားမိတဲ့ကြပြတီးတော်တပူဖြည့်ရှိချစ်သူကြပါလေအသေးကွယ်ခဲ့သမျှတိမ်မဲဝင်သာအဝေးဆုံးအရှိနေတို့ကြည်နဲ့နေမေကဘာတီးတဲ့ဝေးတို့ဝေးကလည်းရှိနေမှာပါအလိုမတူဘဝနှစ်ခုပေါင်းဆက်နိုင်မှုမဖြစ်နိုင်ဘူးလို့ယုံမှလို့ဒီညနေသာလမ်းခွေခဲ့ပါ रे